ရာတဘာဝလာဆုံးစွာအစင်းလာတဲ့ပင်ရမျိုးသားရာတိုင်မှုမှုမိန်ညိုပွေဝနာစောကြည်မြဖြာခေရာတောင်ကြရည်စီတန်လာတောင်သီလာကာစီရှုံကြီးစရာတဘာဝလာဆုံးစွာအစင်းလာတဲ့ပင်ရမျိုးသားရာတိုင်မှုမှုမိန်ညိုပွေဝနာစောကြည်မြဖြာခေရာတောင်ကြရည်စီတန်လာမြို့ဝင်ဝမှာကိန်းရခုနပေါ်တွေ့မေနော်တို့ပြောဆိုင်ရာပုံတလုံးရေကန်လာပုံတလုံးရေကန်လာသူတနူမင်းသာညာနဲ့ဒီခွင်ပင်ကိုမင်းဆိုင်ရာရှင်မင်းမာတီတာထောင်းတောင်းမကမြဖျားကြီးညိုစရာတောင်းလက်မောင်းမာတို့ဆုံးတဲ့တွေခိမ်မာစွာနေရေကန်နဲ့ရေတွင်သာနဲ့သမီးရကန်စင်လေရှိသေးတာသင်ရှိတိုင်းမြင်ချီတိုင်းတွေကြောက်တိုင်းကြောက်သားကြုံမောင်းတွေမှာရှင်သက်ရှုမောဆရာအစင်းလာတဲ့ပင်တရားမြို့သားရာရဝေးကမိတ်ဆွေများတစ်ခေါက်လောက်တော့လာရောက်ကရွှေဦးမင်းဖျားမှုစိတ်ချင်လားရဝေးကမိတ်ဆွေများတစ်ခေါက်လောက်တော့လာရောက်ကရွှေဦးမင်းဖျားမှုစိတ်ချင်လားတုံးတမ်းနေတဲ့ချစ်ချီစွာရင်းနှီးခဲ့ပြီလားလာပြည့်အောင်လဲလာခဲ့ပါအစင်းလာတဲ့ပင်တရားမြို့တော်မှာတောင်သီလာကာစီရှုမကြီးဆရာတဘာဝလာဆုံးစွာအစင်းလာတဲ့ပင်တရားမြို့သားရာတိုင်မှုမှုမိန်ညိုပွေဝနာစောကြည်မြဖြာခေရာတောင်ကြရည်စီတန်လာမြို့ဝင်ဝမှာနေရာခုနပေါ်တွေ့မေနော်လို့ပြောဆိုင်ရာပုံတလုံးရေကန်လာပုံတလုံးရေကန်လာသူတနူမင်းသာညောင်းနဲ့ပြခွင်းပင်ကိုမင်းဆိုင်ရာရှူမင်းမာတီတာထောင်းတောင်းမကမြဖျားကြီးညိုစရာတောင်းလက်မောင်းမာတော့ဆောင်တဲ့တွေခိမ်မာစွာနဲ့ရေကန်နဲ့ရေတွင်မှာနဲ့သမီးရကန်စင်လေရှိသေးတာစင်ချီတိုင်းမြင်ချီတိုင်းတွေကြောက်တိုင်းကြောက်သားကြောက်မောင်းတွေမှာရှင်သက်ရှုမော